အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တက်ကိုင်းဖောင်ပါမှာ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် sharing လုပ်ပေးသွားမယ့်အကြောင်းအရာလေးကတော့ Telegram ရဲ့လူတည်နေပြီးအသုံးဝင်တဲ့အချက်9ချက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်လူတော်တော်များများကိုယ့်ရဲ့ Telegram account ထဲမှာဆိုလို့ရှိရင်ကိုယ်နဲ့စကားပြောနေတဲ့သူတွေကို join တဲ့ group တွေ channel တွေအားလုံးကိုကျွန်တော်အခုပြထားတဲ့စာမျက်နှာတစ်ခုထဲမှာသာလင်းထားလို့ရှိကြပါတယ်အကယ်၍ကိုယ်စကားပြောနေတဲ့သူကို share တဲ့အခါမျိုးမှာဖြစ်ဖြစ်ကို join တဲ့ group တွေ channel တွေကိုကြည့်နေတဲ့အခါမျိုးမှာဖြစ်ဖြစ်ကျွန်တော်တို့အချိန်နဲ့ငယ်ကြံ့ကြာမှာဖြစ်ပြီးတော့မျက်လုံးထဲမှာလည်းရှုပ်ချက်ခဏနေတော့မှာဖြစ်ပါတယ်။ဒါကြောင့်အခုလိုမဖြစ်ရလေအောင်ကျွန်တော်အခုပြောမဲ့6ပူရာလေးကိုတုံးကြည့်ပါ။ဒီလိုမိမိရဲ့ Telegram account ထဲကိုဝင်ပြီးလိုက်ပါ။ Telegram account ထဲရောက်ပြီဆိုတာနဲ့ဘယ်ဘက်အပေါ်ဆုံးမှာရှိနေတဲ့မြင်းချောင်းလေး၃ချောင်းနှိပ်ပြီးလိုက်ပါ။ပြီးလို့ရှိရင်တော့ setting ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်နှိပ်လိုက်ပါ။ setting နဲ့ရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်မှာရှိနေတဲ့6ပူရာဆိုတဲ့ဟာလေးရှိပါတယ်။ဒီမှာ6ပူရာဆိုလေးရှိပါတယ်။အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါ။6 folder ကိုနှိပ်ပြီးဆိုလို့ရှိရင်အောက်မှာ create new folder ဆိုလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်ထပ်နှိပ်ပြီးလိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ create လုပ်မယ့် folder ရဲ့ folder name ကိုကျွန်တော်တို့ဒီမှာရေးပေးရမှာပေါ့နော်ကျွန်တော်တို့ဒီမှာ wall ဆိုပြီးတော့ရေးလိုက်မယ်နော်ဒါဆိုကျွန်တော်အလုံးနဲ့ပတ်သက်တဲ့သူတွေကိုကျွန်တော်အဲ့ထဲကို folder လေးကိုထည့်ထားပါပေါ့နော် okay folder name ပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှိရဲ့ add chat ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်ထပ်နှိပ်ပြီးလိုက်ပါ add chat ကိုနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ folder လေးကိုထည့်ပါမယ်ကျွန်တော်အခုဒီမှာရှိနေတဲ့တစ်ခုကိုကျွန်တော်ထည့်ပေးလိုက်မယ်ပေါ့နော် okay ပြီးလို့ရှိရင်ညာဘက်ပေါ်မှာရှိနေတဲ့ save ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုတော့ကျွန်တော်ခုနလောက်ထားတဲ့ folder လေးကဒီမှာရောက်နေပြီပေါ့နော် wall ဆိုရဲ folder လေးရောက်နေပါပြီအဲ့ဒီ wall ဆိုရဲ folder လေးကျွန်တော်နှိပ်ကြည့်လိုက်မယ်ဒါဆိုရင် wall ဆိုရဲ folder ထဲမှာကျွန်တော်ခုနရွှေ့ရတဲ့ contact လေးကလည်းရောက်နေပြီပေါ့နော်ဒီနည်းလေးတိုင်းပဲကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒီလို folder လေးလှုပ်ပြီးတော့ကျွန်တော်မျက်စိရှင်းအောင်လို့ပေါ့နော်သူအပိုင်းနဲ့သူ partition လေးခွဲပြီးတော့ထားလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့မျက်စိထဲမှာရှုံနေတော့မှာမဟုတ်ဘဲနဲ့ကိုရှာခြင်းတဲ့သူကိုကြည့်ခြင်းတဲ့ group တွေ channel တွေကိုအလွယ်တကူနဲ့ရှာလို့တွေ့တော့မှာဖြစ်ပါတယ် schedule message ဆိုတာကတော့ကိုပို့ခြင်းတဲ့စာကို date တွေ time တွေအတိအကျနဲ့ပို့ရနည်းလေးဖြစ်ပါတယ်အရင်ဆုံးကိုပို့မဲ့သူကိုရွေးပေးလိုက်ပါကိုပို့ခြင်းတဲ့သူကိုရွေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့စာလေးချောင်းရေးလိုက်ပါမယ်စာလေးခုလိုရေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ညာဘက်မှာရှိနေတဲ့ဒီမှာ sub button လေးရှိပါတယ်ဗောနော်ဒီမှာ sub button လေးရှိပါတယ်အဲ့ဒီအပြားလေးကိုတစ်ချက်ဖိထားပေးလိုက်ပါပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့မြင်ရတဲ့အတိုင်းဒီပေါ်မှာ schedule message ဆိုပြီးတော့ပုံနေရလေးရှိပါတယ်အဲ့လေးကိုတစ်ချက်ထပ်နှိပ်ပေးလိုက်ပါ schedule message ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်သူကဒီမှာကျွန်တော်ရွေးခိုင်းတယ်ဗောနော်ဒါဆိုတော့ today ပေါ့ကျွန်တော်ကမနေ့ပြန်မှာပို့မယ်ဆိုလို့ရှိရင်မနေ့ပြန် date ကိုရွေးပေးလိုက်မယ်ပြီးလို့ရှိရင်အချိန်ထည့်ပေးလိုက်မယ်လို့ရှိရင်ကျွန်တော်ဒီမှာအချိန်လေးထည့်ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်မလို့ပြန်ဒိတ်နဲ့ကျွန်တော်တို့9နာရီပေါ့နော်9နာရီကြာမှဒီစာကကျွန်တော်တို့ပို့ချင်တဲ့သူစီကိုရောက်တော့မှာဖြစ်ပါတယ်အခုလိုမျိုးအချိန်ကြီးရွေးပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီအောက်မှာရှိနေတဲ့ send on ဆိုတဲ့အပြစာတန်းလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဒါဆိုတော့ဒီစာလေးရဆိုရင်ကျွန်တော်တို့ခုနရွေးခဲ့တဲ့ date and time အတိအကျနဲ့ရောက်မှတန်လည်းပေါ့နော်ကျွန်တော်တို့ခုနရွေးခဲ့တဲ့ date and time ရောက်မှတန်လည်းဒီစာလေးကတစ်ဖက်သူစီကိုရောက်သွားမှာပဲဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်ခုနလိုပဲစာလေးတစ်ချောင်းထည့်ရေးလိုက်ပါမယ်ပြီးလို့ရှိရင် sub button လေးကိုပဲထပ်နှိပ်ပေးလိုက်ပါနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှိနေတဲ့ဒီမှာ sub without sound ဆိုတာလေးရှိပါတယ်အဲ့လေးကိုထပ်နှိပ်လိုက်ပါဒါဆိုတော့ကျွန်တော်တို့ပို့လိုက်တဲ့စာကတစ်ဖက်သူစီမှာ note မတက်ဖ ೇನೆ ရောက်သွားမှာပဲဖြစ်ပါတယ်နောက်ထပ်စာလေးထည့်ရေးလိုက်ပါမယ်ပြီးလို့ရှိရင် sub button လေးကိုပဲထပ်နှိပ်ပေးလိုက်ပါနှိပ်ပြီးဆိုရင်အခုလိုမျိုးပုံနေပေါ့နော်အပေါ်မှာကျွန်တော်တို့ emoji ဘားလေးရှိပါတယ်အဲ့ဒီကကျွန်တော်တို့ emoji တစ်ခုကိုကျွန်တော်ရွေးလိုက်မယ်နော်ကျွန်တော်ဒီမှာအသေးပုံလေးရွေးလိုက်မယ်ဒါဆိုရင်အခုကျွန်တော်မိတ်ဆွေမြင်ရတဲ့အတိုင်းကျွန်တော်တို့ပို့လိုက်တဲ့စာလေးကတစ်ဖက်သူရောက်သွားတဲ့အခါ emoji animation လေးနဲ့အတူရောက်သွားမှာပဲဖြစ်ပါတယ် spoiler message ကတော့ကျွန်တော်တို့ပို့ခြင်းတဲ့စာကိုရိုးတန်းပို့တာမဟုတ်ဘဲနဲ့ hide ပြီးတော့ပို့တဲ့နည်းလေးဖြစ်ပါတယ်အရင်ဆုံးစာလေးတစ်ချောင်းရေးလိုက်ပါမယ်အခုလိုရေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရေးထားတဲ့စာကိုဆက်လက်ပေးရမှာပဲဖြစ်ပါတယ်ဆက်လက်ပေးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအခုလိုဘာလေးပေါ်လာမှာပေါ့နော်အခုလိုဘာလေးပေါ်လာပြီဆိုလို့ရှိရင်သူ့ရဲ့ညာဘက်မှာရှိအဆက်လေးသုံးကိုတစ်ချက်ထပ်နှိပ်ပြလိုက်ပါပြီးလို့ရှိရင်ဒီမှာအပေါ်ဆုံးမှာ spoiler ဆိုတာလေးရှိပါတယ်အဲ့လေးကိုရွေးပြလိုက်ပါပြီးလို့ရှိရင် sub button လေးကိုနှိပ်ပြလိုက်ပါဒါဆိုရင်တော့တစ်ဖက်လူစီကိုရောက်သွားတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့အခုလို hide ပြီးတော့ရောက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပို့လိုက်တဲ့သူကဒီစာကိုမြင်နေတယ်ဆိုလို့ရှိရင်တော့ဒီ spoiler ဖြစ်နေတဲ့နေရာလေးကိုထိလိုက်မှသာလျှင်ကျွန်တော်တို့ပို့တဲ့စာကိုမြင်ရမှာပဲဖြစ်ပါတယ် HQ quality
HQ quality ရဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့မှတခြားသူစီကို ဓာတ်ပုံဖိုင်တွေ video ဖိုင်တွေပို့တာမျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုပို့တာမျိုးပဲဖြစ်ပေါ့နော် original quality တိုင်းရနေတယ်ဆိုလို့ရှိရင်တော့ဒီနည်းလေးကိုသုံးပြီးတော့ပို့ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ပို့မဲ့ဓာတ်ပုံဖိုင်ကိုဓာတ်ပုံလေးကိုရွေးပေးလိုက်ပါရွေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်ဆုံးမှာရှိနေတဲ့ဒီနောက်မှာအဆက်လေး30ပေါ်လာပါလိမ့်မယ်ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးလို့ရှိရင်တော့ဒီမှာ HQ ဆိုတဲ့ဘေးနားမှာ set file ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါโอเคဒါဆိုတော့ကျွန်တော်တို့ပို့လိုက်တဲ့ဓာတ်ပုံလေးရပါတော့တခြားသူတွေရောက်တော့တဲ့အခါကျွန်တော်တို့ဖုန်းလေးရလို့ပဲ original quality တက်ရော့မသွားဘဲနဲ့ရောက်သွားမှာပဲဖြစ်ပါတယ်တခုရှိတာတော့ကျွန်တော်တို့ပို့မဲ့ file ပေါ့နော် file size က 3GB ထက်မကျော်ဘူးတော့အရေးကြီးပါတယ်ဒီနည်းလမ်းလေးကတော့ကျွန်တော်တို့ကတခြားသူစီကိုဓာတ်ပုံ file တွေ video file တွေပို့ပြီးတဲ့အခါမှာတစ်ဖက်လူကကြည့်ပြီးတာနဲ့ auto delete ဖြစ်သွားအောင်လုပ်လို့ရမယ့်နည်းလေးဖြစ်ပါတယ်ဒီလိုကိုပို့မဲ့ဓာတ်ပုံ video file ကိုရွေးပေးလိုက်ပါကျွန်တော်တို့ဒီမှာဓာတ်ပုံ file လေးတစ်ခုကိုရွေးပေးလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဓာတ်ပုံ file လေးကိုရွေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အခုဒီမှာပေါ်နေတယ်ပေါ့နော်အောက်မှာဒီမှာတစ်စက္ကန့်ဆိုတဲ့အဝိုင်းလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်ထိပြီးလိုက်ပါပြီးလို့ရှိရင်အခုလိုမျိုးလေးပေါ်လာပါပြီဒီမှာဆိုတော့သူကအစားအစာရှိပါတယ် view 1ရှိရယ်3 second 10 second အစသဖြင့်ပေါ့နော် view 1ဆိုတော့ကျွန်တော်ပို့လိုက်တဲ့ဓာတ်ပုံ file ကိုသူကကျွန်တော်တစ်ဖက်လူကကြည့်ပြီးတာနဲ့ချက်ချင်းပြတ်သွားမှာဖြစ်ပါတယ်ဒီလိုဒါမှမဟုတ်ဘူးတခြားသူကတစ်ဖက်သူကကြည့်ပြီးတာနဲ့ဥပမာ3 second တွင်ပြတ်သွားမှာ10 second တွင်ပြတ်သွားမှာအဲ့လိုမျိုးလည်းထားလို့ရပါတယ်ကျွန်တော်ဒီမှာ view 1ဆိုတာလေးကိုနှိပ်ပြီးတော့ပို့လိုက်ပါမယ်ပြီးလို့ရှိရင်အောက်က set button လေးကိုနှိပ်ပေးလိုက်ပါโอเคအဲဆိုတော့ကျွန်တော်တို့ပို့လိုက်တဲ့ပုံလေးကတစ်ဖက်လူကြည့်ပြီးတာနဲ့ auto ချက်ချင်းပြတ်သွားမှာပဲဖြစ်ပါတယ်ဒီနည်းလမ်းလေးကတော့ auto translate ပါကျွန်တော်တို့ join တဲ့ channel တွေကနေကျွန်တော်နားမလည်တဲ့ဘာသာစကားမျိုးနဲ့ရေးတဲ့အခါကျွန်တော်တို့အနေနဲ့ translate လုပ်ပြီးဖတ်လို့ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကတော့ Telegram မှာမြန်မာဘာသာစကားမပါသေးပါဘူးကျွန်တော်တို့ဒီမှာအင်္ဂလိပ်ဘာသာစကားနဲ့လုပ်ပြပေးသွားမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ Telegram ရဲ့ဘယ်ဘက်တော့မှရှိတဲ့သုံးကြောင်းကိုဝင်ပေးလိုက်ပါပြီးလို့ရှိရင် setting ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာ language ဆိုတာလေးရှိပါတယ်အဲ့ဒါကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာရှိနေတဲ့ show translate button ဆိုတဲ့နေရာလေးကိုပုံပေးလိုက်ပါ okay ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာအင်္ဂလိပ်ဆိုတာကိုရွေးပေးရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ရွေးပြီးတော့ပါနော်โอเคအဲ့လိုမျိုးလုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ဘတ်နဲ့ထောက်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်ဒီမှာ Korea channel တခုကို join တာရှိပါတယ်အဲ့လိုကျွန်တော်နှိပ်ပေးလိုက်မယ်ဒီမှာဆိုတော့သူက Korea လို့ရေးထားပါဘောနော်โอเคခုနကကျွန်တော် translate ကိုအင်္ဂလိပ်လိုပြောင်းလိုက်ရတဲ့အတွက်ဒီမှာဒီ Korea စာကိုကျွန်တော်အင်္ဂလိပ်လိုဖတ်ရမှာပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့အဲ့လိုဖတ်ချင်တယ် translate လုပ်ချင်တယ်ဆိုရင်ဒီစာလေးကိုကျွန်တော်တို့တစ်ချက်ထောက်ပေးလိုက်ပါပြီးလို့ရှိရင်ဒီမှာပေါ်နေတဲ့ translate ဆိုတာလေးကိုနှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေမြင်ရတဲ့အတိုင်းသူကကျွန်တော်ကကိုရီးယားစာကိုအင်္ဂလိပ်လို translate လုပ်ပေးသွားတာဖြစ်ပါတယ် secret chat ဆိုတာကတော့ကျွန်တော်တို့တစ်ဖက်လူနဲ့လှုပ်ရတဲ့အကြောင်းအရာတွေပြောမယ်တခြားသူမသိစေချင်တဲ့အကြောင်းအရာမျိုးကိုပြောမယ်ဆိုရင်ကျွန်တော်အခုပြောတဲ့ secret chat ကိုသုံးလို့ရပါတယ်အရင်ဆုံးကျွန်တော်တို့နဲ့စကားပြောမယ် contact ကိုရွေးပြီးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ရွေးထားတဲ့ contact ရဲ့ profile နေရာလေးပေါ့နော်အခုကျွန်တော်ပြထားတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါနှိပ်ပြီးဆိုလို့ရှိရင်အခုလိုမျိုးလေးပေါ်လာပြီပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ညာဘက်မှာရှိတဲ့အဆက်လေး30ကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးဇာတ်ခွက်လေးကြာလာပြီနော်ကြာလာပြီဆိုရင်ဒီမှာ start secret chat ဆိုတာလေးရှိပါတယ်အားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင် start ကိုနှိပ်ပေးလိုက်ပါနှိပ်ပြီးဆိုလို့ရှိရင်တော့အခုလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကစာရေးလိုက်မယ်ပေါ့နော်စာရေးလိုက်မယ်စာလေးအောင်ရေးပြီးလို့ရှိရင်ကျွန်တော်အခုပြထားတဲ့ profile နေရာလေးမှာစက္ကန့် indicator လေးပေါ်နေရင်အားလေးကျွန်တော်နှိပ်လိုက်မယ်ထိလိုက်မယ်လက်ပဲကျွန်တော်အခုပြထားသလိုဒီလို chat လေးကြာလာမယ်ပေါ့နော်3 second 5 second အစသဖြင့် chat လေးကြာလာမယ်ကျွန်တော်ဒီမှာ3 second ကိုရွေးပြီးတော့ကျွန်တော်ထားလိုက်မယ်ဆိုရင်ကျွန်တော်စာထပ်ပို့လိုက်တဲ့အခါမှာထပ်ပို့မယ်ပေါ့နော်စာရီပြောရမယ်ပြောတဲ့စာရီပဲဖြစ်ဖြစ်ကျွန်တော်ထပ်ပို့မယ်စာရီပဲဖြစ်ဖြစ်ကျွန်တော်3 second ပြည့်တာနဲ့အလိုလိုကြောက်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေအနေနဲ့နောက်ထပ်သိလို့တဲ့အကြောင်းအရာရှိလို့ရှိရင်ကျွန်တော်အခုဗီဒီယိုလေးကိုcommentအောက်မှာရေးခဲ့ပြီးလို့ရပါတယ်